အော်ရာအများကြီးရတဲ့ page လေးလည်းဖြစ်ပါစေတဲ့ဒီမှာကအောင်မြင်မှုများစွာပိုင်ဆိုင်တဲ့ page လေးဖြစ်ပါစေတဲ့နော်ဝါရံပေးပါတယ်ဆိုတော့မမရေအရန်ကိုကျေးဇူးတင်ပါတယ်နော်မမလည်းနော်ဒီနေ့ကစပြီးတော့နော်လှုပ်တိုင်းခိုင်တိုင်းအဆင်ပြေပါစေစီးပွားရေးလည်းဒီရေလာတို့တက်ပါစေရှင်ကျမကြီးလည်းကောင်းပါစေနော်တကယ်တော့လေကိုကကလေးတစ်ပစ်နဲ့နော်ဒီပစ္စည်းလေးကို online shop လေးကိုလုပ်ခဲ့တာပေါ့နော် TV ပုံဝင်ရစင်နေဆိုပြီးတော့နော်လက်တွဲကြည့်တဲ့ဒီ brand လေးနဲ့ဒီ brand လေးလက်တွဲတဲ့ခါမှာ brand လေးကဘာတွေတင် जा ပေးလဲဆိုရင်နော် TikTok ဘိုင်းနေ TikTok ဘိုင်းမှာ marketing ဘယ်လိုချရမလဲဗီဒီယိုဘယ်လိုရိုက်ရမလဲနော် Facebook တွေ page တွေမှာလည်းဘယ်လိုတင်ရမလဲ post ဘယ်လိုထိုးရမလဲ Telegram မှာနော်ချက်ပေါက်တွေမှာနော် review video နဲ့အတူဘယ်လိုရိုက်ရမလဲသိသိတင် जा ပေးပါတယ်ဒါအပြင်လေကိုကအိမ်မှာနေတယ်မို့လားပစ္စည်းလာဝယ်ပြီးကိုကဘယ်လိုပို့ရမလဲဆိုရင်ဒလီယုံနဲ့ဘယ်လိုပစ္စည်းချိတ်ဆက်ရမလဲဆိုတာအသေးစိတ်တင် जा ပေးပါတယ်ဒါပါလဲဒီဟာလေးရောအခုလည်း